လောကလူတွေကကိုမြင့်ချေကိုမမြင်ဘူးဆိုတာလို့ကိုအပြစ်ကိုတော့မြုပ်ွယ်ထားကြပြီသူများအပြစ်ကိုသာဖော်ထုတ်နေတတ်ကြတယ်ပေါ့အဲ့ဒါမှားယွင်းခြင်းတရားပဲဒါကြောင့်မို့လို့ရသော်ဗျာကိုအပြစ်ကိုသာကိုစဉ်းစားဆင်ခြင်မှာသူများအပြစ်တွေကိုသွားမချိပါနဲ့သူများအပြစ်တွေချိခြင်းအပြင်ကိုမှမကောင်းတဲ့စိတ်တွေပဲတိုးပွားလာမှာဖြစ်တယ်အဲ့တော့သူများကိုအပြစ်တင်မှုလည်းမကြိုးစားနဲ့ကိုသာဒီလောက်တယ်မလောက်ဘူးကိုသာအခြေအနေတရားကိုသာစဉ်းစားဆင်ခြင်သုံးသပ်ကြည့်ရမှာဖြစ်တယ်ဆိုတဲ့သွန်သင်ဆုံးမချက်ပဲဖြစ်တယ်ကိုအဲ့ဒါလေဆွဆွမြဲမြဲမှတ်ထားပြီးတော့သူများအပြစ်ကိုတွေးမိတာနဲ့နပရိသံဝီလောမာနိနပရိသံကတကတသူတော်ဘာမတော်မလျော်တဲ့အမှုကိစ္စတွေသူတော်ဘာလှုပ်တယ်မလှုပ်ဘူးဆိုတာတွေကိုသွားပြီးတော့စိတ်ဝင်စားနဲ့မကြည့်နဲ့သူများအပြစ်တွေကိုမမြင်နဲ့အတ္တနောဝအဝိခေယကတလိအတ္တနိသကိုယ့်ရဲ့အလုတ်ကိုသာကိုလှုပ်မလှုပ်ကိုဖြစ်မဖြစ်ကိုသာကိုသာအကျိုးအပြစ်စီစေရမယ်ကိုသာချီးရှုရမယ်ဆိုတဲ့ဒီမြတ်စွာဘုရားရဲ့သုံးသစ်ဆုံးမချက်အတိုင်းနေလို့ရှိရင်သူများကိုအပြစ်တင်ငြင်းညောင်ဖြစ်တဲ့အကုသိုလ်တွေကိုမှဖြစ်တော့ဘူးလေတချို့ကသူများတော့အပြစ်တင်လိုက်လို့ရှိရင်ထိုအပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဖြစ်နေလို့ရှိရင်ကိုချိုးနေသွားကိုအပြစ်ကိုမကြည့်လို့အပြစ်တင်ခံရတဲ့ပုဂ္ဂိုလ်ကတကယ်သူတော်ကောင်းကိုလည်းတော့ပြစ်မှားမိတတ်တယ်တခါကြတော့ကိုမကြိုက်တာကိုကြည့်ပြီးတော့တော်ပြီးတော့ပြစ်မှားတတ်တယ်အဲ့ဒါလို့ပြစ်မှားလိုက်တာနဲ့တပြိုင်နက်ကိုမှအပြစ်ကြီးတစ်ခုဖြစ်သွားဒီနေ့ဥက္ကသေနတထေစတိမောင်နှံအလောင်းများဆိုကြည့်လိုက်လမ်းမတွေ့တဲ့ပိစိကဗုဒ္ဓကိုသူတို့ပါလာတဲ့ဇောဝတ်တော်ဖွဲ့တွေလှူလိုက်တယ်လမ်းကြုံလို့သွေးထဲလှူလိုက်တယ်လှူပြီးတော့ဆူတောင်းတဲ့အရှင်ဘုရားသိတဲ့တရားမျိုးသိရပါလို့ဤဆိုပိစိကဗုဒ္ဓကြည့်လိုက်တော့သူတို့ဆူတော်ပြည့်မယ်ဆိုတော့ပိစိကဗုဒ္ဓကဝမ်းသာအာရပြုံးလိုက်တော့အမျိုးသမီးကစပြီးပါပြောတော့အေးဟိုကိုရောကပြုံးနေတော့အနုပညာသမားနဲ့တူတယ်အနုပညာသမားတွေကလည်းပြုံးလေးနေတတ်တဲ့ထမရဲ့တချင်းဆိုရင်ပြုံးနေကြတာဟုတ်တော့ဟုတ်လောက်တယ်နော်မပြုံးရင်လည်းပြုံးဆိုတာအခုခေတ်တော့အနောက်တိုင်းကဟာတွေလာဘယ်ဟာတွေတူခေါက်တဲ့သူမဲရွယ်ကြီးတွေဆိုတာလည်းတွေ့နေရတာခါတယ်တချင်းဆိုတာကြည့်မကောင်းရှိမကောင်းမဲရွယ်ပြီးတော့ခါစားတာလားဘာလားမသိပါဘူးနော်ဟိုဗမာအငိ